အခုလည်းမင်္ဂလာပါမင်္ဂလာပါမမကြီးမတွေ့ရအရန်ကြပြီတွေ့ရအရန်ကြပြီဟုတ်တယ်တတိယအမြဲရပါတယ် ဟုတ်မမတို့ပဲမမတို့ပိတ်ကားပေါ်မှာပဲစောင့်ကြည့်ရနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မမပြောလို့လားမသိပိတ်ကားပေါ်ပဲတက်ချင်နေတော့ဟုတ်ကဲ့ပါလိုင်းကိစ္စအပူလာကတ်တာပါ ဟုတ်ရပါတယ်အပူကတ်တယ်ဆိုတဲ့နေရာမှာတော့ဘောနော်ကုညီတောင်းတာလို့ပြောရင်လည်းမှန်ပါတယ်အခုကလေရှာအခုကလေအမအကိုတို့အမတို့ရောဒီမှာရှိရဒီမောင်နှမတွေအကုန်လုံးပေါ့နော် idea လေးလဲတောင်းရင်းနဲ့မမကတော့အပူရောအကူရောတောင်းနေတာပါလို့ပြောနေတာအခုကfan ပေါ့နော်ဟို second home အနေနဲ့ကျွန်တော်နည်းနည်းရန်ကုန်မြို့နဲ့ခလန်းလန်းနေပါဆိုတော့အခုကOrion တို့ကျွန်တော်ခတ်ပြီးပါပြီရှည်မြောင်းတို့ကမလို့ရသေးဘူးဒါပေမဲ့အမားတို့အဲ့ဒါလေးကြံတောင်းရင်းနဲ့အမားတို့လည်းအချင်တယ်ကျွန်တော်ဘယ်လိုလေးလုပ်ရမလဲပေါ့နော်ဟိုမနိုင်ပြောရင်တော့အဲ့မှာတွားနားချင်တာနားနေအိမ်လေးဖြစ်စီချင်တော့အလုပ်တွေရမ်းပင်ပန်းတယ်သူလည်းပွဲဆူပြီးတော့နားတဲ့အချိန်ကြလို့ရှိရင်တော့အိမ်ညာလေးမှာတွားပြီးတော့နားချင်တယ်အဲ့လိုအပင်ကြီး site ပါ site landscape နေနဲ့သူကတော့ဘယ်လိုလေးလိုချင်လဲမသိဘူးကျွန်တော်လိုချင်တဲ့ဟာတော့ကျွန်တော်အိမ်မှာတည်းကအမဟိုရောက်ရင်ပြမယ်ဆိုကျွန်တော်သေချာစီလာတယ်မှာ စဉ်းစားလာဟောမပြောမပါလုပ်ချင်တယ်အမှန်တကယ်သူနဲ့ကိုနဲ့အဲ့လိုတချမ်းစီတောင်စောက်ရမှာသူကကြတော့အဲ့လိုမျိုးဘယ်လိုခေါ်ရလဲသူအဲ့ hobbit အိမ်လားဗလားအဲ့လိုအိမ်မျိုးအဲ့လိုမျိုးအိမ်မျိုးအရင်ကကြတော့မိုင်ဗလားဟိုဟာလေအဲ့လိုနေရအိမ်နေလိုမျိုးလေအပြင်မှာရှောက်လန်းအကြီးနဲ့လေဘယ်လိုပြောမလဲအပြင်မှာပါလူကနေနားနေလို့ရတယ်အပြင်ကရတာကိုလည်းခံစားလို့ရတယ်အဲ့လိုစာဖတ်ကော်ဖီတောက်အဲ့လိုပုံစံမျိုးနဲ့နေရတဲ့အပြင်ကိုထုတ်တဲ့ဝရန်တာအကြီးနဲ့ကိုနေချင်တာပြီးတော့အပင်ဆိုလို့ရှိရင်အပင်တွေအားလုံးအဲ့လို white ကြီးနဲ့လေသူ့နေရာနဲ့သူအဲ့လိုမျိုးသွားချင်တာကျွန်တော်တော့ဒန်းနေပိုင်းထည့်ချင်တာ relax area များလေးနဲ့ပေါ့ဒါလည်း area များလေးနဲ့အဲ့လို landscape ပြီးများလေးနဲ့ကြိုက်တာ မတို့အပေါ်ကဟာဆိုနော်အေးဟုတ်တယ်အဲ့လိုဟုတ်တယ်ဒါတော့မမတို့ကျင်းလေးပေါ့နော်25ပြီပေါ့ဆိုတော့တိတ်မကျပါဘူးဟုတ်အဲ့ဒါလေးရလေးလှုပ်ချင်တဲ့ခါကျတော့အစိတ်ကူးထဲမှာပထမဦးဆုံးကကိုယ်ပေါ့နော်တတိယထားတယ်မမတို့ကိုပဲပြီးတော့ဟိုကိုလည်းဒီမှာလာပြီးတော့ကြည့်တဲ့ခါကျတော့ quality ရောအရာအားလုံးကိုစိတ်ချတဲ့အတွက်ကြောင့်မှာဒါကြော်ညာတာမဟုတ်ပါဘူးတကယ်သဘောကျကျေးဇူးတင်ပါတယ်အရင်လည်းအားရှိရပါတယ်ဟုတ်ကဲ့အဲ့ဒီမောင်လေးဖြစ်ချင်တာရောဒီမလေးဖြစ်ချင်တာရောအကုန်လုံးမတို့ architect team တွေအကုန်လုံးမတို့တခြားလေးပြင်ဆင်ပြောဆက်ပေးပါမယ်မတို့ proposal လေးတင်ပေးပါမယ်ဟုတ်ကဲ့ပါကြိုက်တာလေးချက်ချင်းပြောအကုန်ပြင်ပေးမယ်နော်ဟုတ်ကဲ့ပါရှင်ဇိုင်းမိုင်းဆိုင်ရာတော့အမတို့ senior license architect တွေလည်းရှိတယ်ကျန်တဲ့ architect တွေလည်းရှိရပေါ့နော်အဲ့ဒါအမတို့ဝိုင်းဝန်းပြီးတော့မှဒီမလေးကြိုက်တဲ့ information တွေအကုန်လုံးလည်းဒီမလေးကြိုက်တဲ့ idea လေးပါရမယ်မောင်လေးဖြစ်ချင်တာပါမယ် option 2မျိုး3မျိုးလောက်အမတို့တင်ပေးပါဟုတ်ကဲ့ပါမမအဲ့ဒါဆိုနည်းနည်းအားရှိပါပေါ့မဟုတ်လို့ရှိရင်ဘဘစစ်တိုင်နေရမှာအချမ်းကျွန်တော်ရောက်ကိုလိုနီဒီဇိုင်းလေးဆောက်သူတော့ဒီဘက် function ပုံစံလေးဆောက်နော်အဲ့ဒါမြောက်အရင်လည်းခင်မိချင်တာမဟုတ်မှဒီလားအဲ့လိုလေအရင်မိသားစုအရင်နှွေးထွေးတဲ့ပုံစံမျိုးလေးအိမ်ကိုလိုချင်တာအဲ့လိုချင်တယ်သမီးတိုင်အများကြီးမွေးလိုက်တော့နော်အများကြီးတော့မမွေးတော့ပါဘူးမရဲ့သမီးလဲကိုသားလဲသူသမီးကကိုသားလဲသူဒီစကားလေးမှတ်ထားမယ်နော်ပုံလေးတော့ဟုတ်ကဲ့ပါမတို့ဒါအရင်လဲ architecture design team တွေကနေအမတို့ဒီလိုမျိုးပေါ့နော်မျိုးစုံဆွဲထားကြတာဆိုတော့လေအဲ့တော့ design တွေအမျိုးမျိုးအဲ့လိုမျိုးအမတို့ international school တွေရော hospital တွေရောဆောက်တယ်ဟုတ်အမတို့ဟိုအင်္ဂလိပ်ကျောင်းဟုတ်ကဲ့အဲ့ဒါနေပြည်တော်ကလေ teaching su international school ပေါ့အမတို့ handover လုပ်ခဲ့ပါပြီအဲ့ဒါ boarding school ပေါ့နော်သူက border လေးထားတယ်အောက်မှာ meter family big family ရလဲတကယ်ကို luxury type နဲ့နေပါတယ်နေပြည်တော်ရောက်ရင်လေအဲ့ရှာဖြတ်သွားကြည့်လို့ရပါတယ်အဲ့ကျောင်းကရှမ်းလာတယ်ဟုတ်ကဲ့80ปีပတ်လဲပေါ်မှာ3ထပ်ခွဲဆောက်ထားပါရှမ်းဟုတ်အမတို့ international school တွေလည်းအဲ့လိုမျိုးပေါ့နော်အမျိုးစုံဆောက်ပါတယ်အမတို့ hospital တွေလည်းဆောက်ပါတယ်အမတို့အခုလိုလူနေအိမ် private house တွေလည်း luxury ထိဆောက်ပါတယ် landscape တွေလည်းလုပ်ပါတယ်အမတို့အခုဟိုတကုံ golf city တို့ဘာလို့မှလည်းအမတို့လုပ်ပါတယ်infrastructure ပေါ့နော်အဲ့ဆိုမတို့ဘာပဲလို့တတိယပါလို့ဟုတ်ကဲ့တတိယပါတယ်မစိတ်ကူးမမနဲ့တူမာလေနော်ဒီဇိုင်းလေးစောင့်လိုက်တော့မယ်စိတ်ချယုံကြည်အားစီပါလို့ဟုတ်ကဲ့ပါသိပါပါတချင်းဆိုပြမလားဝိရိယနေတရားနော်ရနေတရား team တွေကလည်းအကုန်လုံး strong ပေါ့နော်အမတို့ engineer စစ်တွေနဲ့ပဲအမတို့ construction မှာလုပ်ပါ engineer စစ်လို့ပြောရင်ဟိုအတူရှိသေးလားလို့ပြောပါလိမ့်မယ်တော့အတူရလို့ပြောတာမဟုတ်ပါဘူးတကယ် engineer တွေပြီးပွဲရတဲ့သူတွေအဲ့နော် administrator တွေအဲ့လိုမျိုး architect တွေပေါ့နော်အဲ့လိုမျိုးတကယ် professional team နဲ့လုပ်တာပါလို့ဒါလေးပြောချင်တာပါဟုတ်ကဲ့ပါမမ
ယုံကြည်ပါတယ်စိတ်ချပါတယ်ညော်လဲမျော်နေပါမယ် ကျေးဇူးပါလို့ မမကိုလည်းလိုချင်တဲ့ဒီဇိုင်းလေးလည်းပို့ပေးပါဦးမယ်သူလိုချင်တာကိုလိုချင်တာကိုပို့ပေးပါဦးမယ်ဒါပေမဲ့မမကိုကြိတ်ပြီးတော့ဖုန်းဆက်ပါနော်ကြိတ်ဖုန်းဆက်ပါဒီချမ်း ကျွန်တော်အရင်ဆက်သွယ်တာဆိုတော့နော်ကျွန်တော်လူချင်တာဥစားပေးတယ် ဒါလည်းရှော့ရှိရနော် ရပါတယ်ကိစ္စမရှိတော့အမလိုပဲခေါင်းငိမ့်မယ်ညီမလေးတဲ့ပြီးမှညီမလေးကြိုက်တာလုပ်ပေးမယ် စိတ် တဲ့ တိုင်းကြဖြစ်စီရမယ်နော်ညီမလေးလည်းညီမလေးအရောက်မြစ်တာတွေပို့ပြီးသားမောင်လေးကြောင့်လည်းမောင်လေးအရောက်ကျေးဇူးတင်ပါတယ်ဒီနေ့တွေ့ရတာအကိုရောအမရောကျေးဇူးအများကြီးတင်တယ်ပြီးတော့ဒီမှာလာစောင့်နေတဲ့အကိုအမအင်ဂျင်နီယာတွေအကုန်လုံးလည်းကျေးဇူးတင်တယ်ယုံလဲယုံကြည်တယ်အားလဲအားခူးပါတယ် မမအိုင်ရင်ကိုဆုံးကျင်လို့တဲ့စောင့်နေကြတာ တော်တော်ချစ်စရာကောင်းတယ်မလား ရုံမစင်ပဲစောင့်နေကြတာ ကျေးဇူးအများကြီးတင်ပါတယ် အများကြီးအောင်မြင်ပါစေ ပြည့်စုံနေပြပါ တချင်းတိုင်းအားလုံးကြိုက်ပါရဲ့ဒါကတော့အရှိမအောင်ကြွရမအောင်ညဘက်ဆိုရင်ကိုထိန်လေးတန်မကြားခြင်းလို့မှတချင်းအိုင်ရင်တချင်းပြတာ အနည်းမူ ငါနေကို ကျေးဇူးတင်ပါတယ်အမရဲ့ဒီຢာလေးလည်းတင်ယူပါတယ်အတန်မကြားခြင်းတချင်းနားထောင်ပါတယ်ဒါလည်းမှတ်ထားပါ တချင်းနေရဘွားရနော်အမြဲ refresh ဖြစ်ပါတယ်မမတို့အားလုံးတဲ့တချင်းနေရခွန်အားပါပဲ ကျေးဇူးတင်ပါတယ်မရေ မလေးတချင်းအစ်စ်ထွက်တော့မယ်ကြားရင်နော်အောင်မလို့ပါစေ ဟုတ်ကဲ့ပါမကြိုးစားနေပါတယ်အမတို့ရှိမှလည်းလာရိုက်တယ်လေအဲတချင်းလေးလည်းထွက်ပါမယ် အများကြီးအားပေးပါမယ် ဟုတ်ကဲ့ပါမရေကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါဆိုတော့ပူကတ်တဲ့ကိစ္စနဲ့အကူညီတောင်းတဲ့ကိစ္စလေးကိုဒီနေရာလေးမှာပဲဆုံးသတ်လိုက်ပါတယ်ပြီးလို့ရှိရင်ကြိတ်ပြီးတော့ဖုန်းဆက်ပါမယ် ကျေးဇူးပါ ကျေးဇူးအများကြီးတင်ပါတယ် Thank you ပါ Thank you ပါညီမ ဟုတ်ကဲ့